အဲ့ဒါလေးကတော့ရိုးရိုးရှင်းရှင်းလေးပါပဲအဲ့ရင်တော့အိမ်မှာပဲပြုတ်တယ်တွေကိုဖောက်တယ်ပေးရလေမနေ့ဆိုရင်တခါလဲပဲပြုတ်နံများတွေယူပတ်ဆက်နဲ့လဲတာပေါ့ဟုတ်လားပေါ့နော်အိမ်မှာဖောက်တယ်လဲပေးအပြင်မှာလဲရောင်းကြည့်ပါလားဆိုရင်လည်းအပြင်မှာရောင်းရင်းနဲ့တောင်းဖြစ်တာပါအဖေအရင်တော့စိုင်ဆောက်ခွင့်နဲ့အဲ့နမယ်လေးနဲ့ဆိုအဲ့နမယ်လေးကိုပပြောက်သွားမှာဆိုလို့ကိုရီးယားထပ်ပြီးတော့လက်ဆွဲပြန်သုံးမိထားတာအဖေရဲ့စိုင်နမယ်လေးဘာဆိုင်လဲဆိုတော့ကျွန်တော်ပေးနေကြပေးနေကြတယ်ပေးလို့ဟော်ဝယ်နေကြတယ်ကောင်းပါတယ်တောက်ကြည့်လိုက်对，一斤两，一单一斤一块的。大家大礼。sorry နော်နှစ်လေးပဲယူသွားတော့ဟုတ်ကဲ့မင်္ဂလာပါဆိုင်လေးကစမြနှစ်လန်းထိပ်ကတူနိုင်ရတနာရွှေဆိုင်ရှေ့လေးကသိနေတဲ့နများဆိုင်လေးပါထောပတ်တော့ပေါ့နော်ထောပတ်နဲ့တကြားနဲ့ထောပတ်ဆိုလေတော့တကယ်ကိုရွှဲနေတာပဲတော့အဲ့ဒါလေးကတော့ရိုးရိုးရှင်းရှင်းလေးပါပဲဒါအဖေရဲ့ညွှန်ကြားချက်လောက်ပေါ့ဖေကကြတော့ရင်တော့အိမ်မှာပဲပြုတ်တယ်တွေကိုဖောက်တယ်ပေးရလေရင်တော့ပဲပြုတ်တယ်တွေဖောက်တယ်ပေးတာမနေ့ဆိုရင်တခါလဲပဲပြုတ်နံများတွေယူပတ်ဆက်နဲ့လဲတာပေါ့ဟုတ်တုံနံများနှစ်ချက်ပါဟုတ်ကဲ့တော့2000ပါနံများနှစ်ချက်ပါဒီမှာလေးကဣပြီးတော့စားကောင်းမဲ့ရတာပုံစံလေးနဲ့တော့ပွေးလဲမွေးနေတယ်နော်ဖေကအရင်ယူလိုက်တာပြီးတော့မှဖေကဟိုလမ်းမှာပေါ့အပြင်မှာထွက်ကြည့်ပါလားပေါ့နော်အိမ်မှာဖောက်တယ်လဲပေးအပြင်မှာလဲရောင်းကြည့်ပါလားဆိုရင်လည်းအပြင်မှာရောင်းရင်းနဲ့ညီမလေးကအဆင်ပြေသွားပြီးတော့ကိုကပါအဲ့မှာညီမလေးရောင်းတဲ့တိုင်းလိုက်ရောင်းဖြစ်တာပါကျေးဇူးနော်မိုင်းဝမ်းမဲ့ဒါလေးကစတော်ဘယ်ရီဦးလည်းတစ်ချက်ကို1300အဲ့လိုမျိုးအလွတ်တစ်ချက်အုပ်မယ်ဆိုတော့မှ2000ပေါ့ဖေးရဲ့အကြံဉာဏ်လေးပေါ့ဒါလေးတွေကတော့ဖေးရဲ့ idea လေးတွေပေါ့အဲ့ပဲဟင်းနံပြားလေးဘာလေးဆိုရင်လည်းတုံတောင်သိမ့်မရှိဘူးလေပဲဟင်းနံပြားတွေဘာလို့ဆိုလို့ရှိရင်လည်းပဲဟင်းလေးကနံပြားလုတ်ကလေးနဲ့ပဲတွဲစားတာပဲသူကဟုတ်ကဲ့ပဲဟင်းကကြတော့သူကညနေပိုင်းပဲရတယ်မနက်ပိုင်းမရအောင်ပဲဟင်းကဟိုကာလပဲနဲ့အာလူးနဲ့ပဲချက်ထားတာနှစ်မျိုးတဲ့တက်လို့လေးပေါ့နော်အသားတွေပါရတော့မပါဘူးပေါ့ဟိုဘက်ဆိုင်ကဟုတ်ကဲ့နှစ်ပါဆမ်းမြ6လမ်းထိပ်ဆိုင်လေးဖွင့်တာ3နှစ်ပြည့်တော့မှာပါဟိုပဲပြုတ်နံပြားရယ်ပဲဟင်းနံပြားရယ်နံပြားထောပတ်တုပ်ရယ်ညာစတော်ဘယ်ရီတုပ်ရယ်ထောပတ်အုပ်တုပ်ရယ်ထောစတော်ဘယ်ရီအုပ်တုပ်ရယ်စတော်ဘယ်ရီအုပ်တုပ်ရယ်ဆယ်လားစားဟုတ်ကဲ့ပါတော့တင်းဦးလေးနေတိုင်းပိတ်ပါတယ်စားမယ်ဆိုလို့ရင်ဖဟင်းပလိတ်တွေတပွဲပြင်ပြလို့ရတယ်လေစားပွဲလေးတပွဲပါဆယ်လားဒီနေဆိုတဲ့နာမည်လေးကကြအဖေကအရင်တော့ကျတော့ဆိုင်ဖွင့်တာလေအဖေဆိုင်ဖွင့်တာဆိုတော့လေအဲ့ဒီအဖေရဲ့ဆိုင်နာမည်လေးကိုယူပြီးသုံးပြတာပေါ့နော်အဖေအရင်တော့ဆိုင်ဆောက်ဖွင့်နေတာအဲ့နာမည်လေးနဲ့ဆိုအဲ့နာမည်လေးကိုပပြောက်သွားမှာဆိုလို့ကိုရီးယားထပ်ပြီးတော့လက်ဆွဲပြန်သုံးမိထားတာအဖေရဲ့ဆိုင်နာမည်ညနေစားလို့ရတယ်အဲ့တိုင်းလေးပဲနံပြားလေးကအီလေးတိုင်းပဲနံပြားကတော့မသွားဘူးဟုတ်ကဲ့အကျေကိုအနေနဲ့အကျွတ်ပါညာမှားရင်လည်းမှားလို့ရတယ်ပေါ့နော်ဟုတ်ကဲ့အကျွတ်တော်တော်များများတော့အပြော့မှားတယ်ဟုတ်ကဲ့အပြုတ်လည်းများအလိတ်ကလေးထည့်တာအားလို့ရှိရင်စနေပဲညဟုတ်ကဲ့ပါဆယ်လေးရေခဲပုံးလေးနဲ့တက်တက်ရဲ့ဟုတ်ကဲ့အဲ့ဒါပူပူလေးဖြစ်နေရောလေအဲ့လူလည်းနွနွေးလေးပူပူအီလေးရအောင်ကအပြုတ်လည်းများကြာလေအီလေးပဲသူကပူစားလို့ကောင်းတယ်နင်းနဲ့စီနဲ့ပါရတဲ့ဘယ်လိုပြောမလဲဆိုအမတက်တက်ပေါ့အမေနဲ့ဖေနဲ့အိမ်အောင်စားကြတော့လက်ဖေးဆိုင်ကြီးနဲ့စပြီးထူထောင်တာဆိုတော့လေဒါဆိုတိနေဆိုတဲ့ဒီအသေးဆိုင်ရတစ်စင်ဒီတိနေဆိုတဲ့နံများလဲလေးဖြစ်လာတယ်ဟိုပဲပြုတ်နံများတစ်ပွဲကို1300ပါနှစ်ပွဲဆိုရင်2500ပါအဲ1300တန်လေးတွေဆိုရင်တော့နှစ်ပွဲကို2500ပေါ့အုတ်တုတ်တို့ဘာလို့ကြတော့နံများနှစ်ချက်ပါတယ်သူက2000ဖြစ်တယ်ဘုရားစီကနံများကြတော့ဗာလဲတော်တော်များများတော့နံများပြော့တယ်ပေါ့နော်နံများသားလေးကတော်တော်စားလို့ကောင်းတယ်အီလေးနဲ့စားကောင်းတယ်ဒါပေမဲ့ဟိုလိုမျိုးရင်ပြတာပါညာလဲတိတ်မရှိကြဘူးခဏစားပြီးစားကြည့်ကြတယ်အဲ့လိုမျိုးတော်တော်များများတော့ပြောကြတယ်ပေါ့နော်နံများသားလေးပြော့လို့အီလို့ပေါ့အဲ့လိုမျိုးပြော့မနေ့ဝယ်ဝိုင်းလဲညနေထိထားလို့ရှိရင်လည်းနံများလေးကပြော့အီလေးတိုင်းပဲအဲ့လိုမာမသွားဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ဆိုင်ကမနေ့ဆိုလို့ရှိရင်4နာရီကြော်လေးဆိုရောက်မယ်နှစ်ဆိုင်ထွက်တယ်မနေ့ဆိုလို့ရှိရင်4နာရီကြော်ညနေဆိုလည်း4နာရီကြော်နှစ်ဆိုင်တနေ့ဝင်နေတိုင်းပိတ်ပါတယ်ဆိုင်လေးရတော့ဆိုင်နေရတဲ့ဆမြဈေးရှိကဟိုဆမြဈေးရှိကတူတိုင်းရတနာရွှေဆိုင်ရှိတဲ့လေးပေါ့နော်ပဲပြုတ်နံများလေးလုပ်နေရပါဟောအလေးလေးပဲပြုတ်နံများပြပြီးတော့နော်ဟုတ်ကဲ့အကုန်လုံးတော့ကြိုက်ကြပါတယ်သူ့လိုနဲ့အကုန်လုံးတော့ရောင်းရတယ်ပဲပြုတ်နံများလေးဆိုလည်းပို့တွက်တာပဲလူကြီးပိုင်းနေဆိုလည်းထောပတ်တုံလေးပါလေးပေါ့ပဲပြုတ်နံများဆိုလို့ရှိရင်စီရယ်စက်သွန်ကြော်ရယ်နှိုစိမ့်ရယ်ပါတယ်ပဲပြုတ်နံများထဲမှာစီရယ်
နိုစိမ်းရဲ့ကျွတ်တုံကြော်3မျိုးထည့်ပေးတယ်ပုံပြီးစိတ်အောင်ရတာပို့ရှိအောင်ပေါ့နော်နိုစိမ်းလေးပို့ပေါက်ပဲသူကတပွဲမှာ1300ပဲ ဟုတ် နှစ်ပွဲဆို2500ပေါ့နော် ကျွန်တော်တို့လည်းဖေးဆိုင်မှာစားတဲ့ရတာကပဲပြုတ်နေနေတော့ဒါပဲနိုသိန်းပါကြမပါဘူးစိတ်အောင်ဆိုပြီးတော့နော် ပို့စိတ်အောင်စားလို့ပို့ကောင်းအောင်ပေါ့မနေ့200ညနေ200လောက်တော့ရရတယ်တောင်းရတယ်အချက်ရည်ပေါ့နော်အချက်ရည်မနေ့200ညနေ200ဟုတ်ကဲ့ပဲလေးဆိုလဲကိုယ့်အကိုပြုတ်တာပဲတခါတည်းကျွတ်တုံကြော်ဆိုလဲကိုယ့်အကိုကြော်တာပဲဟုတ်ကဲ့ကိုရီးယားတော့ဟိုဗမာစားစာလိုပဲမြင်ပါတချို့ကြတယ်ဗမာပီဇာလို့ခေါ်ကြတာပေါ့ပဲပြုတ်နေများလေးကိုကြတော့အဲကြထောပတ်တော့ပေါ့နော်ထောပတ်နဲ့တကြားနဲ့ ဖောက်ကတ်ဆိုလေတော့တကယ်ကိုရွှဲနေတာပဲတော့ သူဆိုလဲအဲ့တိုင်းပဲအဲ့ဒါနများတစ်ချက်တည်းတပွဲပေါ့တစ်ချက်ဆိုရင်1300နှစ်ပွဲဆို2500သူလဲအဲ့လိုမျိုးလေးသွားတယ်အုတ်တုပ်ဆိုလို့ရှိရင်သူ့မှာအလွတ်တစ်ချက်ထပ်အုပ်လိုက်တာပေါ့အဲ့ဒါအုတ်တုပ်ဖြစ်သွားတာအဲ့တော့2000ပေါ့နော် ဒါဆို order တွေရိုက်နေ order တွေတုံနေတာ ဟုတ်ကဲ့ order အတွက်ပဲပြုတ်နေများပေါ့ပဲပြုတ်နေများတော့ order တင်တာများတယ်တစ်ခါတလေကြရင်လည်း200တစ်ခါကျရင်လည်း100အောက်ပေါ့ ကျမတို့ပဲပြုတ်နေတယ်ဆော့ပတ်တော့ပဲဆိုင် ဂျုံကတော့ဟိုဒုံးမြန်ဂျုံပဲသုံးပါလေဒုံးမြန်အပြာပေါ့သူ့အမျိုးစားနဲ့သူသုံးရတာဂျုံကကြရတယ်လေအပြာရောင်ပေါ့အပြာရောင်ကြတော့အဲ့နံပြားရဲ့အီချာကိုရဲ့ပလာတာရဲ့ပေါ့အဲ့လိုမျိုးသုံးရတာဒီရတာဒီအိုးချိန်ပြီးတော့ထည့်ထားလိုက်တာ ဒါလားဗောနော် ဒီနံပြားကုံပြီးကုံပေါ့အကျွတ်လေးဆိုတော့နည်းနည်းကြကြထားလိုက်တာပေါ့တော်တော်များများတော့ပုံမှန်လေးကြီးစားပါတယ်အပြော့လေးစားတာများတယ်အော်ဒါများလို့ရတာတော့ပဲပြုတ်နံပြားလေးတော့အော်ဒါတက်တာများတယ်အော်ဒါမှာတဲ့ဖုန်းနံပါတ်ကတော့4250 21583ညအဲ့ဆိုအော်ဒါမှာတဲ့ဖုန်းနံပါတ်ပေါ့နော်အများတန်းလဲခြင်နေအဲ့ဖုန်းနံပါတ်လေးကဒီဆိုင်မှာလည်းရှိတယ်ဒလီတော့မရှိဘူးကိုကျေးဇူးပါကိုကြီးကိုကြီးဟုတ်ကဲ့ပေးရစနေပြပါသေးကိုကြီးနံပြားလေးပဲရှိတော့တယ်သူညောင်းနေစိမ့်နေပါဟုတ်ကဲ့ ဒါဆိုကုန်ပြီ ဟုတ်ကဲ့ဟိုသိနေတဲ့နများဆိုင်လေးကိုလည်းလာရောက်အားပေးပါလို့ကျေးဇူးအများကြီးတင်ပါတယ် ဒီမကလည်းဒီတမကလည်းဆက်လက်ပြီးတော့တိနိုင်ပါသည်ဒီတမကလည်းရောင်းနိုင်ပါသည်ရောင်းရပါစေဗျာ ဟုတ်ကဲ့ကျေးဇူးအများကြီးတင်ပါတယ်ဟုတ်ကဲ့ပါအားပေးတဲ့တူတယောက်ချင်းစီအကုန်လုံးကျေးဇူးအများကြီးတင်ပါတယ်လို့ကိုရစ်ထောဘအုတ်တုတ်လေစတော်ဘယ်ရီအုတ်တုတ်လားယူယူလားမသိဘူးဟုတ်လားဒါပဲ